လောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လုပ်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနေတယ်အဲ့ဒါလို့ရှိလာလို့ရှင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်သံဃာကိုအာယုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်တော့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဘုရားကိုအာယုံပြုဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှင်းတော့ကကျမ်းစာတစ်စာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ကျမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်ဖို့တော်ခင်းတယ်အမှန်တမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလုပ်တာအစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းခင်းတာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကိုရေးပြီးဆိုလို့ရှိရင်ဘာလို့ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်မကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်တခြားအနှောင့်အယှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်အဲ့ဒါကိုဈာဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာပါဠိစကားအန္တရာယဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှိခိုးကြတယ်ရှိခိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန်တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရတယ်လဲလို့ဆိုဖယားကိုအာယုံပြုပြီးတော့ဘုရားနုတ္တိကိုများများပွားမယ်ဘုရားနုတ္တိကိုပွားတယ်ဆိုတော့ဖယားရှိခိုးတာတမန်ဩဃာသနဲ့ရွတ်ပြီးတော့ဖယားရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖယားရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလောက်အောင်လုပ်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်နှတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုနဲ့သူတို့နဲ့မိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အနေနဲ့မရောက်အောင်သူတို့ကကြည့်ရှုပြီလူမပြောနဲ့လေဒီတမ္မာမပြောနဲ့အိမ်နာနီးချင်းနဲ့တဲ့အောင်ပေါင်းရင်တော့မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မသိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်နာနီးချင်းနဲ့တဲ့မှာအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်နှတ်တို့ကိုဆောင်နှတ်တို့သွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးကောင်းကျိုးပေးမှာမဟုတ်ဘယ်သူနဲ့မှရံမဖြစ်နဲ့နောက်ဆုံးမှာ
ကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်ကိုမျက်စောင်းထုတ်ကြည့်တာ